ဒါကတော့အိန္ဒိယနိုင်ငံဥတ္တရပဒေသပြည်နယ်ကကနက်ပူလူခန်တဲ့ဖို့ဆိုတဲ့ရွာလေးတစ်ရွာမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့စိတ်မကောင်းစရာရောကြည်နူးစရာပါကောင်းလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ1998ခုနှစ်ဥတ္တရပဒေသရဲ့ကနက်ပူဆိုတဲ့ရွာလေးတစ်ရွာမှာပေါ့မြေဦးမြေခွက်တွေနဲ့စင်စင်ရဲရဲနေထိုင်ရတဲ့ရှန်ကာဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်သူ့အိမ်လေးကရွှွနေရန်တက်ငယ်မိုးနဲ့အင်မတန်နွမ်းပါပါတယ်အိမ်ရှိကမြေမီးဖိုလေးမှာသူ့ရဲ့အမေအိုကြီးကထင်းမီးနဲ့ရိုတီပြားလေးတွေဖုတ်ပေးလေးရှိပေမဲ့ရှန်ကာကတော့ရိုတီရောင်းတာမဟုတ်ဘူးသူကစက်မှုစာရောင်းတာပါမနက်9 နာရီဆိုတာနဲ့ရှန်ကာတယောက်အာလူတွေပြုတ်မဆလာတွေထောင်းပြီးစီအိုကြီးကိုမိဖို့ပေါ်တင်တော့တာပဲတနေ့လုံးပင်ပင်ပန်းပန်းရောင်းရမှရတဲ့ဝင်ငွေကတစ်ခါတလေတရားနှစ်ဆက်တစ်ခါတလေကို10ယူပြီးပဲရှိတာဒါပေမဲ့သူ့အမေရဲ့စေးဖိုးကတင်တစ်လကိုယူပြီးကိုရကြတဲ့နေပြီလေဒါတောင်ရှန်ကာဟာဘယ်တော့မှညှဉ်းညူလေးမရှိဘူးတနေ့ညနေခင်းမှာတော့မိုးတွေကတဲတဲမဲမဲရွာနေတဲ့ရှန်ကာလည်းသူ့ရဲ့တွန်းလဲလေးကိုတိတ်နေတော့မှအေးလို့တုံတုံရင်ရင်နဲ့ဖြစ်နေတဲ့ကောင်လေးတယောက်သူ့နားကိုရောက်လာတယ်အကိုစက်မှုစာတစ်ခုဘယ်လောက်လဲဟင်နှစ်ယူပြီးပါကွယ်ကောင်လေးဟာသူ့အိတ်ထဲကိုနှိုက်ကြည့်ရှာတယ်ဒါပေမဲ့သူ့မှာရှိတာက25ပဲပြားလေးပဲရှိတာပါရှန်ကာကဘာမှပြန်မပြောဘဲပူပူနွေးနွေးစမှုစာနှစ်ခုကိုအိတ်ထဲထည့်ပြီးကောင်လေးကိုကမ်းပေးလိုက်တယ်အကိုကျွန်တော်မှပတ်စံအပြည့်မပါဘူးရပါတယ်တားရဲ့အရင်ဆုံးဘိုက်ဝအောင်စားပါပတ်စံဆိုတာနောက်မှလည်းရှာလို့ရတာပဲကောင်လေးကမျက်ရည်ဝဲနေတဲ့မျက်လုံးလေးတွေနဲ့ရှန်ကာကိုကြည့်ပြီးပြောသွားတယ်ကျွန်တော်လူကြီးဖြစ်လာတဲ့အခါအကိုစီကိုအရောက်ပြန်လာခဲ့ပါမယ်တဲ့ဒါပေမဲ့ဘဝကထင်တလောက်မချုံမွေ့ခဲ့ဘူးရက်အနှဲငယ်ကြာမှာရွာကလူကြီးတွေကလမ်းပိတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှန်ကာရဲ့စမူစာတွန်းလဲလေးကိုရိုက်ချိုးပြီးလွှင့်ပစ်လိုက်ကြတယ်ရှန်ကာတယောက်အားကိုးရမယ်ငိုင်နေတဲ့အချိန်မှာသူ့အမေကသူ့ခေါင်းကိုပုတ်တက်ပြီးချော့ရှာတယ်တားရဲ့တိုက်ပွဲကဓာတ်နဲ့တိုက်ရမှာမဟုတ်ဘူးမင်းရဲ့တစ္ဆာတရားနဲ့တိုက်ရမှာမင်းရဲ့တိတ်ခါကိုဘယ်တော့မှအကြမခံပါနဲ့တဲ့အချိန်တွေအတော်ကြာသွားပြီးနောက်ရွာကကျောင်းမှာကျောင်းစင်းပွဲအခမ်းအနားတစ်ခုရှိလာတယ်ရှန်ကာကိုစမူစာတွေလာပို့ပေးဖို့ကန့်လန့်ခံရတယ်သူလည်းသူ့ရဲ့အိုးဟောင်းခွက်ဟောင်းလေးတွေနဲ့ပူပူနွေးနွေးစမူစာတွေကိုတော့ပို့ပေးတာပေါ့ကျောင်းအုပ်ကြီးကတလုတ်စားကြည့်လိုက်ရုံနဲ့တင်မျက်လုံးတွေဝင်းကနေဖြစ်သွားတယ်ဒီလိုအရသာမျိုးမြို့ပေါ်မှာတော့မရနိုင်ဘူးတဲ့ပွဲအပြီးမှာတော့လူငယ်တယောက်ရှန်ကာရှိကိုရောက်လာတယ်သူ့ဘေးမှာတော့ဟိုးအရင်မိုးရဲရည်တဲ့ကကောင်လေးကလူလားမြောက်နေပြီပေါ့အကိုကျွန်တော်ကိုမှတ်မိလားအကိုပတ်စံမယူပဲစမူစာကျွေးခဲ့တဲ့ကောင်လေးလေဒါကျွန်တော်ရဲ့ပထမဆုံးလစာ18သူညယူပြီးပါဒါကိုယူထားလိုက်ပါအမေအတွက်ဆေးဝယ်ပါတွန်းလဲအစ်စ်ပြန်လုပ်ပါရှန်ကာလက်တွေတုံရင်သွားတယ်မလိုပါဘူးတားရဲ့အကိုကစေတနာနဲ့ပေးခဲ့တာပါအယောင်းဝယ်လုပ်ခဲ့တာမဟုတ်ဘူးအကိုကိုပတ်စံပြန်မပေးပါနဲ့တခုပဲဂတိပေးပါတားလဲတနေ့မှဗိုက်စာနေတဲ့သူကိုတွေ့ရင်ဘယ်တော့မှညင်းမလုပ်ပါနဲ့ကောင်လေးကပြန်ပြောတယ်အကိုပေးခဲ့တာစက်မှုစာတင်မဟုတ်ပါဘူးလူသားဆန်မှု humanity ကိုပါပေးခဲ့တာပါဒီနေ့အထိရှန်ကာဟာအဲ့ဒီရွာလေးမှာပဲစမူစာရောင်းနေတော့မှအခုတော့သူ့တွန်းလဲကတစ်သားမဟုတ်တော့ဘူးတန်ကိုယ်ရဲနဲ့ခိုင်ခိုင်မာမာဖြစ်နေပြီးအမေအတွက်လည်းဆေးတွေအပြည့်စုံဝယ်ပေးနိုင်ပြီးသူ့ညီလေးကလည်းကျောင်းမှာထိတ်ဆုံးကအောင်မြင်နေပြီပေါ့ရွာကကလေးတွေကတော့ပြောကြတယ်ငါတို့ကရှန်ကာအကိုကြီးရဲ့စမူစာပဲစားချင်တာဘာလို့လဲဆိုတော့အဲ့ဒီစမူစာတွေထဲမှာစူးစမ်းအားထုတ်မှုရဲ့မွေးရည်နှံတွေပါနေလို့ပဲတဲ့သင်ခန်းစာစေတနာဆိုတာဘယ်တော့မှအလားတမဖြစ်သွားပါဘူးတနေ့နေ့မှာကောင်းချီးမင်္ဂလာဖြစ်နေကိုစီကိုမူချပြန်လဲရောက်ရှိလာတတ်မြဲပါနောက်ထပ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းချင်းတွေကိုကြည့်ချင်နေဆိုရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့အုံတော်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်